နောက်ဆုံးတော့စာအုပ်တွေရောက်လာခဲ့ပါပြီနောက်ဆုံးတော့ရောက်ရှိလာခဲ့ပါပြီစာအုပ်တွေရောက်လာခဲ့ပါပြီတော်တော်လေးစောင့်လိုက်ရတယ်ပေါ့နော်ကိုရီးယားမှာခြားတွေကရှူဆော့ခံသွားတဲ့အခါကျတော့တော်တော်လေးကိုစောင့်လိုက်ရပါတယ်unboxing လုပ်ပါမယ်ကျမစာအုပ်ကျမမမြင်ရသေးဘူးပေါ့နော်ညလူချင်းခဲ့ပါလေဒါမှခုမှရောက်လာပြီပေါ့နော်ဒီတော့နည်းနည်းလေးတွေစာအုပ်ကနည်းနည်းလေးတွေခောက်ပြီးတော့ပဲ့ပြီးတော့ရောက်လာတယ်ပေါ့နော်ဒီစာအုပ်လေးကြောင့်နည်းနည်းပဲ့လိုက်ပြီးတော့တော့မှဒီလိုတွေကပို့ပေးပါမယ်တော့စာအုပ်တွေလည်းရောက်လာပြီဆိုတော့ပို့ဖို့ပဲကြံတော့တယ်ပေါ့နော်ကျမကတကူးတကကိုယ့်စီကိုတက်တက်ထပ်ပို့ဖို့မှားလိုက်တာကကျမကိုယ်တိုင်ဒီအမှတ်တရစာလေးလက်မှတ်ဆိုပေမဲ့လည်းနာမည်ကြီးတယောက်လည်းမဟုတ်ဘူးပေါ့နော်လက်မှတ်ကြီးထိုးဖို့ကြောင်နေနဲ့တမျိုးဖြစ်ပေမဲ့တချို့ကျောင်းသားတွေကဆရာမအမှတ်တရလက်မှတ်လေးထိုးပေးလိုက်ပါလို့ပြောတဲ့သူလေးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့အမှတ်တရအနေနဲ့အမှတ်တရစာလေးအမှတ်တရလက်မှတ်လေးထိုးပေးခြင်းလို့တကူးတကကိုစီကိုတက်မှာပြီးတော့ကျမကနေတဆင်ပြန်ပြီးတော့ကိုရီးယားလူတွေကြတော့အဲ့လိုမျိုးပို့ပေးဖို့ပေါ့နော်ဒီနေ့တော့တနေ့ကုန်အတန်းတက်ပြီးပြန်လာတာဆိုနည်းနည်းတော့လူတော့နည်းနည်းပန်းနေပြီဒါပေမဲ့တော်တော်စောင့်ထားရတာဆိုကျောင်းသားတွေလည်းစောင့်ထားတာကြာပြီပေါ့နော်တော့အတက်နိုင်ဆုံးအမြန်ဆုံးပို့ပေးနိုင်အောင်အခုခဏရေမိုးချိုးပြီးတော့ခဏနားပြီးတော့ချပြီးတော့လုပ်ပါမယ်씻고 왔습니다. 파이팅!လက်ရှိအခြေအနေလေးပေါ့နော်10လုံးကျော်လောက်တော့ပြီးသွားပြီညတနားရီလဲခွဲသွားပြီပေါ့နော်မြန်ရောက်စေခြင်းလို့ပေါ့နော်အခုတနားရီတော့ခွဲနေဒါပေမဲ့ဖြောင်းကြီးကြောင့်ကအခုစကားရတော့မထွက်တော့လမ်းထိပ်မှာပဲပေါ့နော်တလန်း2လမ်းသွားလို့ရှင်ရောက်ပြီဆိုတော့တစ်ချက်လောက်သွားပြီးတော့ဒီလိုမျိုးတော့ကျွန်မတစ်ခါမှအများကြီးတော့တစ်ခါမှမပို့ဘူးပေါ့နော်သွားပြီးတော့မေ့ကြည့်ပါမယ်ဖြောင်းကြီးကြောင်းသွားမယ်ဒီဇိုင်းကလာနေထားပေါ့နော်ညဘက်ဆိုတော့မိုးသက်စကိုခမီတာတစ်ဖြတ်တော့ပို့ခဲ့ပြီးပေါ့နော်ပြန်ပြီးတော့အိတ်တော့ပါမယ်။အညာဆေရောဒီနေ့တော့ကျွန်မအတိညီမလေးတယောက်ပေါ့နော်ဒီ page ကညီမလေးကျွန်မမနစ်ကစုရထားတဲ့ဒီစကားပြောပြိုင်ပွဲမှာသူနောက်ဆုံးအဆင့်ထိရောက်သွားတယ်ဆိုလို့ဒီနေ့သွားပြီးတော့အားပေးမှာဖြစ်ပါတယ်။အားလုံးပဲတူတူလိုက်ပြီးတော့အားပေးပေးပါအောင်။နည်းနည်းတော့နောက်ကျနေပေါ့နော်မြန်သွားရမယ်။အခုမနက်တစ်ဖြတ်ပို့ရမယ်။စာအုပ်တွေတစ်ဖြတ်လောက်ထားတဲ့စာအုပ်လေးတွေပေါ့နော်တစ်ဖြတ်ပို့ရပါမယ်unboxing da塞吐它拉撒一下买一些对吐它一下အမကိုရီးယားလက်ရာဒီလိုလေးလား